အရမ်းမိုက်တယ်ရှော့စီရတာနောက်နေ့ကြလို့ရှိရင်ဒီမှာသူတီချွန်ထားတဲ့ OB လေးခက်ဆော့ပြပါအောင်မယ်စကားပြောတီစကားပြောမနိုင်ဘူးနော်တီနောက်ဆုံးမှကြံခဲ့လို့အိုက်တီနောက်မှကြံခဲ့ပြီဟေးခေါင်းနဲ့တော့လည်းနောက်ဆိုတော့ခုံတောက်အောင်ကွယ်အခုကတော့ပြောတီဖုန်းကလည်းတိတ်ရောမှန်မသွားဘူးပေါ့နော်အားကြောက်ပါရှင်ဒါလည်းပြရပါရှင်အမလီအော်ဒုက္ခမလာနဲ့တူရအမီအဲ့ဒီအဖြူอ่ะဟာကြီးလက်တာဗျာဟာကြီးလေအေးအားလုံးကြောင်းကြော်နေပြီအဲ့ဒီအဖြူလေးဒီကခုံမလားလို့ပြောတာဘယ်ဖြူမဟုတ်တော့ဘူးအော်နေကြောင်ညာဝင်ငါပြုတ်ကြမယ်လို့ဟိုစကေပါဆက်တက်မယ်ဟေးလေရပြုတ်ကြရဲလူလည်းမသိဟေးသမီးတို့90ကျော်သွားရင်မာမီ90ကျော်အရေးမကြီးဘူးဒီမှာကျိုးတန်းပေါ့လမ်းဆောင်နေရတယ်လို့ဒီအမေတို့နေရာလေးရှိနေတယ်မပြီးသေးဘူးဒီမလေးကျန်သေးတယ်ဒီဟာအမေတို့ price ဆိုင်ဒီ supply အေးအမေတို့ supply ဒီတိုင်နေတာငါပေရောက်လာဟမ်အမေရောက်လာတာအမေမသိသမီးတို့ကသူ့လေးကငါမမြင်ရနောက်ဆုံးပဲကိုစုံမဒီကောင်အနီအောင်ထဲ့လေကွယ်ဘယ်လိုဝအောင်ထဲ့တာလဲလို့မမြင်ရဘူးလို့အော်ငါမအနီတရေဝတရေထဲ့ပေါ့လို့အန်ဒီရဲ့တသားလေးတီးချင်ရတာအရင်များနေလို့သူကတမျိုးတကြဆိုရင်တသားဒီမှာလေကတိုင်ပလေကအဝါအောင်ဖြစ်နေလို့အပေါ်လားမသိဟုတ်လားမသိအေးဟဲ့ဘွာလေဒီတော့ဒီ OB ရောက်မှပဲဒုက္ခနဲ့လှလှနဲ့တပေတို့ဘောက်ကန်စုံမတော့ရဘူးလိုက်လို့ရသူစတိတ်တခုဤလေကအိတ်ထဲလာတဲ့စတိတ်တခုอ่ะအရင်15မိနစ်လောက်ခုံမှစတိတ်တခုရပဲကွယ်အဲ့ဒါတော့ဘောဒီကြီးလို့ရှိချာအမေဒီပါသမီးလေဒီကနေစောစင်းရအောင်အမေတို့ပြန်သမီးပဲသွားမယ်အမေငါကငါမပြုတ်ကြရဲ့သမီးပဲသွားမကြည့်ရောသွားမှာမျက်နှာမရဲ့ချက်ထားမအိုစမ်းပါနဲ့လို့အမေနှလုံးတုံလို့ဒီမှာလည်းမရောက်တတ်ပါဘူးဆိုမှပဲ Oh my god ပြောရလို့ဆိုရင်ဟမ်ဘာဂါနဲ့ပီဇာဟမ်ဘာဂါနဲ့ငါဟိုလေးစားပေါ်နေပြီဟမ်ဘာဂါနဲ့ First fire just နဲ့ပါရေးမလဲရောဟမ်ဘာဂါရေးကြည့်ပြီမဲ့လေ First fire just OB ဆိုတော့ဘောနော်ပီဇာကတော့မကြိုက်ဆိုတော့အားလုံးကြောင်းကြော်လေးပဲရေးလိုက်ပါမယ် Oh my god ထာခိုနဲ့ First fire ချင်းနဲ့ First fire ချစ်ပဲရေးရမယ်ပေါ့နော်သူဟာမယူရင်သူက Yes ထာခိုကမနေ့ကယူရဟာပြီးအားကြောင့်ဒီနေ့ရော First fire ချစ်လေးပဲရေးလိုက်မယ်အရမ်းမိုက်တယ်အော်အေးအမလေးစားဖို့ကောက်ကန်နဲ့ကျေးဇူးတွေလည်းတင်ပါတယ်အရန်တော်တော့မေးပန်းနိုင်ရပါပြီမေးရဲ့ငါပဲကြံတော့ဟဲ့တမီးက90ကျော်ပြီအိုက်ပြောတာညံဟိုပန်းနိုင်ရပါလို့ First fire ချစ်နေအောင်စားနေပြီမေးတမီးကတမီးတို့တွေပဲမစားဘူးငါဒီကနေသူ့စားရမယ်ခေါင်းလေကားလေးပေါ်တယ်သူနေစားလာလဲကြောင်အော်ညောင် Oh my god အရန်လာတဲ့ decoration လေးတွေကသူများ90တရားတွေဖြစ်ကုန်ငါ90ရာနေမတက်သေးဘူးဒီကဲကိုလေ decoration ကြီးလိုက်အောင်လေ decoration နဲ့တင်စောလို့ပြောနေပြီညံဟေးပန်းနိုင်ရပါပြီအားလုံးကြောင့်စားလို့ရပါပြီ
သွားမယ်လာလေဆိုင်မှာတစားမယ် ဟဲ့ဘေးအော်ငါလည်း မိမိရဲ့ညမြောင်မြောင်လေးနည်းတူပါအောင် ငါမနေရဘူးအဝါရောင်နေနေပါပြုတ်ထဲရတာတော့ဒီမှာဟိုကဖြစ်တဲ့နေရာလေးအော်မနေရပါဘူး ခုံလေးမှာထိုင်လိုက်ပါအောင်မေရှင်အားလုံးပါအားလုံးမစားကြပါအောင်ရှင် နားကြီးနာအယူနာ အမေခုံမရတောက် ထော ကူ င်ရတယ်ထောင်နေရတာမဟုတ်ဘူးအော်ဒီလိုလေးနေလောက်တာနဲ့မေမေလေးစားမိပါပြန်အာ နင်းညမြောင်မြောင်အတန်တိုးလိုက်တော့ကဲရောက်လာပါပြီရှင်ကဲဆိုတော့ဒီနေ့ရဲ့ဗီဒီယိုရတော့ဒီလောက်ပါပဲ ဒီလောက်ပါပဲချစ်ချ ဒီ စ် နေ့ဗီဒီယိုမှာတော့ တီတဲအားလုံးကျေးဇူးတင်ပါတယ်တီငါရဲ့ဂိမ်းမဆော့တော့ဘူးနော် ဆိုတော့အားလုံးပဲ မဂိမ်းဆော့မယ်နော်အားလုံးပဲ တတိယ channel လေး like subscribe လုပ်ပါပြကြအောင်နော် အားလုံးကျေးဇူးတင်တယ်အားလုံးပဲ bye 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 bye